တငါတီနှစ်ယောက်ဟာနာရီ30ကြာမဲ့ခရီးစဉ်တစ်ခုအတွက်ကမ်းခြေကနေထွက်ခွာသွားခဲ့ပေမဲ့438ရက်အကြာမှာတော့သူတို့ထက်ကတယောက်ပဲပြန်ရောက်လာပါတော့တယ်။ကြံခဲ့တဲ့တယောက်ဘာဖြစ်သွားလဲဆိုတာကိုတက်သေးပြောဖို့လဲဘာနယ်လမ်းမှမရှိခဲ့ပါဘူး။သူတို့မက္ကဆီကိုကမ်းလွန်မှာရှိနေတော့မုန်တိုင်းတစ်ခုတိုက်ခတ်ခဲ့ပြီး9ရက်တိုင်မရပ်မနာတိုက်ခတ်ခဲ့တာပါ။လိုင်းကြီးအရန်ချန်လွန်လေမမြုပ်သွားအောင်ဖန်ထားတဲ့ငါးပိတ်သွားချိန်ထောင်ကျွန်းကိုတောင်ပင်လယ်ထဲပြန်စွန့်ပစ်ထည့်ရပါတယ်။မုန်တိုင်းဆဲသွားတဲ့အချိန်မှာတော့အင်ဂျင်ကပျက်စီးသွားပြီဖြစ်တယ်လို့ငါးဖန်ကီရီယာတွေလည်းအကောင်ပါသွားပါပြီ။ရေစီးကြောင်းကလည်းသူတို့ကိုကုန်းမြေနဲ့အယံဝေးတဲ့နေရာအထိဆွဲခေါ်သွားခဲ့တာကြောင့်ဘယ်ဘက်မှာကုန်းမြေရှိမှန်းတောင်မသိနိုင်တော့ပါဘူး။အသက်ကြီးတဲ့သူကရေဒီယိုကနဲ့အရေးပေါ်အကူအညီတောင်းခဲ့ပေမဲ့သူတို့ရှိတဲ့နေရာကိုမပြောရသေးခင်မှာပဲဘက်ထရီအကုန်သွားခဲ့ပါပြီ။ရှာဖွေရေးအဖွဲ့တွေထွန်းလာတဲ့အချိန်မှာတော့ပင်လယ်ရေစီးကြောင်းကသူတို့ကိုမိုင်ပေါင်းရာချီဝေးခဲ့သွားပါပြီ။တေဆောင်သွားခဲ့ပါပြီ။အသက်ကြီးတဲ့သူကငှက်တွေကိုလက်ပလာနဲ့ဖမ်းပြီးမပြတ်နိုင်အောင်အတောင်ပန်းတွေကိုချိုးပစ်တယ်။ပြီးတော့အမွေးအတောင်တွေတော့အသားတွေတော့အစိမ့်လိုက်ကိုက်စားခဲ့ပါပြီ။လက်တွေကိုတတ်တည်သွေးတွေကိုတောက်ကြရဲ။မိုးရွာတဲ့အခါမှာတော့ပင်လယ်ထဲမျောနေတဲ့ပိုလင်းခွန်တွေထဲမှာမိုးရေကိုစူဆောက်ကြပါတယ်။မိုးမရွာတဲ့အခါမှာတော့ကိုပိုင်စီးကိုပဲပြန်တောက်ခဲ့ကြရပါပြီ။အသက်ငယ်တဲ့သူကတော့လုံးဝစားလို့မရခဲ့ပါဘူးငှက်သားစားပြီးတဲ့နောက်သူနေမကောင်းခက်သွားခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ကဘယ်တော့မှပြန်မကောင်းလာတော့ပါဘူးအသက်ကြီးတဲ့သူကသူ့ရှေ့မှာအမြဲတမ်းအစာတွေချပစ်ခဲ့ပေမဲ့ကောင်းလေးကတော့ညှင်းဆန်နေခဲ့ပါပြီသူဟာနေ့တိုင်းပိန်လေးသွားပြီးတစ်ဆက်သွားခဲ့ပါပြီတမနက်မှာတော့သူကအသက်ကြီးတဲ့သူကိုကြည့်ပြီးတကယ်လို့ကျွန်တော်ဒီမှာသေးသွားခဲ့ရင်ကျွန်တော်အလောင်းကိုမစားပါဘူးလို့ကတိပေးပါလို့ပြောခဲ့ပါပြီရတတပတ်အနေငယ်အကြာမှာတော့သူအသက်ရှူရပ်သွားခဲ့ပါပြီအသက်ကြီးတဲ့သူကသူ့ရဲ့အလောင်းကိုဘာမှမပြောင်းလဲသလိုမျိုးပေးမှထားပြီး6ရက်တိုင်စကားတွေပြောနေခဲ့ပါပြီ6ရက်မြောက်နေမှာတော့သူဟာအလောင်းကိုရေထဲကိုဖြည်းဖြည်းချင်းလွတ်ချလိုက်ပါတော့တယ်အခုတော့သူတယောက်တည်းကြံခဲ့ပါပြီကုန်တင်မောကြီးတစ်စီးကိုတွေ့လိုက်ရလို့သူဟာအော်ဟစ်ပြီးလက်ဝှေ့ရမ်းပြခဲ့တာတင်မောသားတွေကသူ့ကိုမြင်သွားကြပါပြီသူတို့ကသူ့ကိုပြန်ပြီးလက်ပြနှုတ်ဆက်ကြတယ်ပြီးတော့ဆက်မောင်းသွားကြပါပြီသူဟာနောက်ထပ်တင်မောတစ်စီးကိုအချက်ပြဖို့အတွက်သူ့ရဲ့အင်ဂျီကိုမီးရှို့ခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူးသူဟာရက်ဆွဲတွေကိုမမမီတော့တဲ့အတွက်လာပြညတွေကိုပဲရေးတွက်နေခဲ့ပါပြီ73လအကြာမှာတော့ရေစီးကြောင်းကသူ့လေကိုရေတိမ်ပိုင်းစီတွန်းပို့ပေးခဲ့ပြီးသူဟာကမ်းခြေပေါ်ကိုကိုယ်တိုင်တွားသွားပြီးတက်ခဲ့ပါပြီဒါပေမဲ့အသက်ငယ်တဲ့သူရဲ့မိသားစုကတော့စောင့်ကြိုနေခဲ့ကြပါပြီသူဟာသူတို့သားလေးရဲ့အသားကိုစားပြီးအသက်ရှင်ခဲ့တာလို့သူတို့ကယူဆနေကြပါပြီသူဟာပင်လယ်ကြီးကိုအောင်နိုင်ခဲ့ပေမဲ့အဲ့ဒီဆွဆွချက်ကြီးကတော့သူနဲ့အတူကမ်းခြေအထိလိုက်ပါလာခဲ့ပါတော့၏